ဘုန်းကြီးတို့တွေခုချိန်မှာလူလာဖြစ်နေကြတယ်လူလာဖြစ်တဲ့ချိန်လေးမှာဘုရားသာသနာပွင့်လင်းနေလို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုကြားနာခွင့်ရနေကြတယ်လူဖြစ်တဲ့လူတိုင်းကြားနာခွင့်ရလားဆိုမရဘူးအနည်းငယ်သောပုဂ္ဂိုလ်များကြားနာခွင့်ရတော့လေတရားဆိုတာမရှိသည့်အတွက်ကြောင့်ကြားနာနိုင်မှုမရှိပြန်ဘူးအကြောင်းညင်ညွတ်မှလူလည်းဖြစ်အောင်မှအသိဉာဏ်လည်းရှိအောင်မှတရားလည်းရှိအောင်မှမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေနဲ့လည်းကြုံတွေ့အောင်မှအဲ့လိုအခြေအနေကောင်းတွေစုံစည်းတဲ့အခါမှသာဆုံးမတရားတော်ကိုကြားနာခွင့်ရတဲ့အချိန်လေးဟာအမှန်တမ်းနေပါတယ်လို့သူတို့ပြောတယ်လူကရောက်လာပြီတဲ့အခါသိကြတာမဟုတ်ဘူးလူဘဝမှာဒီအသက်အနှစ်တရာတွင်းမှာပြန်ပြီးတော့ထွက်သွားကြရတာပဲဖြစ်တယ်အနှစ်တရာပြည့်အောင်နေရတဲ့ပုဂ္ဂိုလ်ဆိုတာအလွန်နေတယ်ပေါ့လူဘဝရောက်ပြီဒေငါ60 90 80 90ဆိုရင်ထွက်ကြပြီပြန်ထွက်သွားကြဗမာပြည်မှာတယ်မဟုတ်တခြားနိုင်ငံတွေလည်းဒီလောက်ပဲအဲ့ဒါလိုပဲပြန်သွားတဲ့အခါဘယ်သွားတယ်ဆိုတာတော့ဒီတမန်ပုဂ္ဂိုလ်တွေကတော့သိကြမှာမဟုတ်ဘူးသို့တော့အကဲခတ်လို့ရတာတော့သူကဘာတွေလုပ်နေသလဲသူရဲ့စိတ်နေသဘောတရားနဲ့သူလောက်ကင်နေတဲ့အနေအထားတွေကိုကြည့်ပြီးအတော်အသင့်တော့ခံမှန်းလို့ရတယ်မြတ်စွာဘုရားကသိနိုင်တဲ့နိလန်းလေးတော့ပေးထားတယ်ဘာလို့ဆိုဗုဒ္ဓဝိသပတနာဘုရားပေါ်မှာနိကာကကြီးညိုတယ်ညနိုးတယ်ယုံကြည်တယ်ဓမ္မေဝိသပတနာတဏတရားပေါ်မှာနိကာကအသိဉာဏ်နဲ့သိဉာဏ်သက်ဝင်ပြီးတော့ကြီးညိုလေးစားတယ်တန်ခေအဝိသပတတာတန်ခါပေါ်မှာနိကာကအသိဉာဏ်နဲ့သက်ဝင်ကြီးညိုတယ်အရိယကန္တသီလအသက်ထက်တန်မိုးထားပြီးတော့၅ပါးသီလကိုလုံအောင်ထိန်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကိုတော့မြတ်စွာဘုရားကကိုယ့်ဘကိုခေါ်ကိန်းထုတ်နိုင်တယ်တဲ့ငါဒီဘဝကသိရင်ခိနနေရောမိငါအတွက်ငရဲအိုးဆိုတာမရှိဘူးခိနတရိစ္ဆာနယောနိငါအတွက်တရိစ္ဆာန်ဘဝဆိုတာမရှိဘူးခိနာပိတိဝိတေယောငါအတွက်မှာပြိတ္တာအတုရကဲဆိုတာမရှိဘူးငါကောင်းတဲ့ဂတိရောက်မဲ့ပုဂ္ဂိုလ်ပဲလို့ပြောနိုင်တယ်လို့ဓမ္မဒါသတရားမှန်ခြင်းမှုဓမ္မမှန်ခြင်းမှုမြတ်စွာဘုရားပေးထားရတာဖြစ်တယ်